အားလုံးမင်္ဂလာပါဒီနေ့ကတော့မြန်သီးလေးကိုတုပ်စားမှာဖြစ်ပါတယ်။မဲ့ပစ္စည်းကတော့မြေပဲဆန်လေးရယ်ဇွန်ချောက်လေးရယ်ဖြစ်ပါတယ်။ထားပါမယ်။ပြည့်စုံစီချက်လေးနဲ့တုပ်မှာပါ။မြန်သီးလေးကိုဆေးပြီးတော့ပါတီးမယ်။မြန်သီးလေးပါတီးမယ်။ဒါမြန်သီးလေးလည်းဟိလုပ်ပြီးဒီလိုတဲ့ကြားလေးနဲ့စားလေးနဲ့ထည့်ပြီးနေပါမယ်။ကြားလေးထည့်ပါမယ်။ချင်းလေးထည့်စားလေးထည့်ခဏလေးနဲ့ပြီးထားရပါမယ်။ဒီဘက်ကနေနဲ့ဇွန်ချောက်လေးထားပါမယ်။ဒီဇွန်ချောက်လေးပြီးပြီဆိုရင်ဒီဘက်ကနေထားပါမယ်။ဒီဘက်လေးရဲ့ဒီနေလေးဆိုရပါပြီ။ငါကြော်ထားတဲ့စီနဲ့ကျက်သွန်လေးစီတက်ပါမယ်။ခုနတီးထားတဲ့ကျက်သွန်လေးစီချက်ချက်ပါမယ်။ခုနကြားရဲ့စားရဲ့နဲ့ထားတဲ့မယန်းတီးလေးကိုအရင်ညှစ်ပါမယ်။အရင်ညှစ်ထုတ်လိုက်အချင်းလေးတွေပေါ့။ကျက်သွန်လေးစီချက်လေးထဲကိုစနမုန်လေးနဲ့ထည့်ပါမယ်။ကဲကျက်သွန်လေးစီချက်လေးကဒီအနေလေးဆိုရပါပြီ။ကဲမယန်းတီးလေးစားတော့ပါမယ်။ဒီမှာမယန်းတီးလေးရဲ့နေပဲဆန်လေးရဲ့ပစွန်ချောက်လေးရဲ့ထည့်ပါမယ်။ကျက်သွန်စိမ့်ကြိုင်မယ်ကျက်သွန်စိမ့်ထည့်ပါနော်။မဟုတ်ကျက်သွန်စိမ့်မပါမြေသီးစိမ့်လေးကြိုင်လေးစိမ့်ထည့်ရမြေသီးမုတ်လေးနဲ့တုံးမှာမဟုတ်ပါဘူး။ကျုံးလေးနည်းနည်းထည့်ပါရဲ့။ငပြိုင်လေးနည်းနည်းထည့်ပါရဲ့။ခုနချက်ထားတဲ့ကျက်သွန်စီချက်လေးနဲ့တုံးမှာပါ။မြေသီးမုတ်လေးထည့်ပါမယ်။အချင်းလေးထည့်အောင်လို့ကြားလေးနည်းနည်းထည့်ပါလေ။ရတာရှိပြီစားလို့အရန်ကောင်းတယ်မယန်းသီးတုပ်လေးတစ်ခွက်ရပါပြီရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်